ယောက်ျားတစ်ယောက်ကဗျာမိန်းမတစ်ယောက်ကိုလက်သီးနဲ့ထိုးလို့တယ်ဒီနှာနူရိုးပါကျိုးပါတယ်သူအခန်းထဲကိုဝင်လို့ဆိုပြီးတော့ကဲဒီဗီဒီယိုကျွန်တော်နဲ့တူတူကြည့်အောင်ပြီးတော့မှကျွန်တော်ဆက်ပြောမယ်နော်ဘာကြည့်ကြပါဘာကလေးဆိုတော့ဒီမှာဒီနှာနူရိုးပါကျိုးပါတယ်နှာခေါင်းမှာရွက်သွားတယ်ဒီဝေဝါလို့ဆိုတော့ကောင်းမှပါတယ်ကလေးဝေဝါတော့နားမလဲလို့ပြောတာတော့မထိုးတာဒီကစပန်လို့တဲ့တော့ရတဲ့ကကျမထိုးတာဒီမှာကြည့်ကြပါကျဲမကျထိုးတာဒီတော့တော့ဆိုပြတ်တာထိုးတာကြည့်ပါတော်တော်ဆိုးရွားတဲ့ကောင်တွေကွာနှာခေါင်းတော့ရွက်သွားတယ်လက်တော့ရတဲ့ကဒဝဲရတယ်ကလေးကပြေးဝေသွားတယ်မှာအယုတ်ကလေးနဲ့ပြေးဝေသွားတော့ကျမလိုက်ခေါ်တယ်ကလေးဝေသွားတော့ဟဲ့ကောင်လည်းဂီတိုင်းနဲ့ကလေးကိုရိုက်ချောင်းဖို့လုပ်တယ်ဟာချွဲကောင်ကဆိုတော့စိတ်မကောင်းစရာတွေပဲတော်တော်ဆိုးတဲ့ကောင်တွေဘလို့နီးနဲ့ပဲဖြစ်ဖြစ်ပါမလုပ်သင့်ဘူးဒီလိုမျိုးကတော့နောက်ဆက်ပြီးတော့ဘာတွေဖြစ်မယ်ဆိုတဲ့ဥစ္စာလဲကျွန်တော်နောက်ဗီဒီယိုတစ်ပုဒ်မှာလောက်ထားပါတယ်ကြည့်အောင်